ကဲဒီနေ့တော့ဆရာတို့ chapter 2က number 6ပုံစံလေးပေါ့ mathematical initial ပုံစံတခုစမ်းပြီးတွက်ကြည့်မယ်။အော်ဒီပုံစံလေးပါဆရာတို့ဒီသူ့ရဲ့ဒီ inequation လေးပေါ့နော်။ဒါလေးကိုဆရာတို့ကမှန်ကန်ကြောင်းတတိပြပါဖြစ်ပါလေ။ဟော natural number ဒွါကိန်းတစ်ခုလုံးမှာဆရာတို့ကတတိပြပါမယ်။ဟော mathematical initial ပုံစံလေးရဲ့ပထမအဆင့်နဲ့သူ့ရဲ့ပေးထားတဲ့ statement ကိုဆရာတို့က B or N ဆိုပြီးဆရာတို့ရထားလိုက်ပါမယ် let B or N be the statement two and plus 7 is less than m plus 3 the whole square. Or better is 4 or natural number and ပထမတစ်ဆင့်ဆရာတို့လက်ထားလိုက်မယ်ဒုတိယတစ်ဆင့်နဲ့သူ initial လိုက်ဖြစ်တဲ့ natural number ရဲ့ပထမဆုံးတန်ဖိုးဖြစ်တဲ့1မှာဆရာတို့မှန်ကြောင်းတတိပြအောင်နော်အဲ့တော့ဆရာတို့က4ပေါ့ n is equal to 1မှာဆရာတို့ဒီ inequation ရဲ့ left side လေးကိုဆရာတို့ယူပြီးတွက်လိုက်ပါ left side လေးဒီဆို 2n plus 1တော့ n ရဲ့မှာဆရာတို့1စားထုတ်ပြီးတွက်ပြအောင်2 times 1 plus 7ဆိုတော့သူ့ရဲ့ဖြေရ2 times 1ဒီ2 7နဲ့ပေါင်းတော့9ရတယ်။ပြီးကျတော့ right side လေးကိုဆိုစစ်ကြည့်မယ် right side က m plus 1 m plus 3 the whole square ပေါ့နော်ဟော m နေရာမှာဆိုတော့1ထားလိုက်မယ်1 plus 3 the whole square ဆိုတော့4ပေါ့4 square ဆိုတော့ဖြေရ16ဖြစ်တယ်။အော်ဒီမှာဆိုကြည့်တော့ဒီ left side ဒီ right side တဲ့ဆိုတော့လက်တန်းဖြစ်နေတယ်ဟုတ်ဆရာတို့တွေ့ရှိရတယ်အဲ့တော့ဒီ statement ဒီအဲ့တော့ဆရာတို့ left side ဒီ right side တဲ့ငေတာကိုတွေ့ရှိရတယ်အဲ့တော့ဒီ inequation ကဆရာတို့က under move 1မှာမှန်တယ်